ဝန်ချိုင်ကိုတော့နိုင်ယူနိုင်ခဲ့တဲ့သူ့ရဲ့ game plan ကိုပြောပြလာခဲ့တဲ့ဂျပန်ဆာမူရိုင်းနော်ရီပရိသတ်များလုံးပဲမင်္ဂလာများ234 Sport ကနေပြန်လဲကြိုလိုက်ပါရင်အသက်32နှစ်အရွယ်မာဆာကီနော်ရီရဲ့ဇာတာဆန်လက်တက်မှုကတော့ဆန်ပါပဲတချို့တွေကသူ့ကိုကန်ကောင်းတယ်လို့သိတက်ကြပါရင်ကန်ကောင်းနေဆိုတာကြိုတင်ပြင်ဆင်ထားမှုနဲ့အခွင့်အရေးထပ်တူကြားလို့ဖြစ်လာတာပါကိုသာမကြိုးစားထားရင်အခွင့်အရေးဆိုတာပေါ်လာမှာမဟုတ်ပါဘူးအခွင့်အရေးပေါ်လာရင်လည်းအသုံးချနိုင်မှာမဟုတ်ပါဘူးကိုကြိုတင်ပြင်ဆင်ကြိုးစားပြီးအစင်းသင်းဖြစ်အောင်လုပ်ထားလို့သာအခွင့်အရေးပေါ်လာခြင်းမိမိရအသုံးချနိုင်လိုက်တာဖြစ်ပါတယ်တဝန်ချိုင်ဆိုတာအသက်25နှစ်အရွယ်သားရှိသေးတဲ့ကစားမဘွားအကောင်းဆုံးအချိန်ကိုရောက်နေသူပါဖေသာဝေးတန်းမွေထိုင်းချန်ပီယံလည်းဖြစ်ပြီးနောက်ဆုံးပွဲမှာကိဘောက်စင်ချန်ပီယံစူပါဘုံကိုအလဲထိုးထားသူဖြစ်ပါတယ်ယုံကြည်ချက်ကမြန်မာလွန်နေပြီးမွေထိုင်းမှာပြန်မဲ့မရှိတော့လို့ကိဘောက်စင်ဘက်ကိုရောက်လာတာပါစူပါဘုံနဲ့တဝန်ချိုင်ကိုကိဘောက်စင်မှာခပတ်ပေါင်းစည်းပွဲတည်ပေးခြင်းလို့တဝန်ချိုင်ကိုအရင်ဆုံးဂျားဖြတ်ချန်ပီယံပွဲထိုးခိုင်းလိုက်တာဖြစ်ပါတယ်ပွဲကိုဂျပန်မှာကျင်းပမှာဖြစ်တဲ့အတွက်ဂျပန်ဖိုင်တာနော်ရီကရလက်မကောင်းတဲ့ဂျားကနေအခွင့်အရေးရသွားတာဖြစ်ပါတယ်ရှေ့မှာရှုံးပွဲဆက်တဲ့နော်ရီအနေနဲ့တဝန်ချိုင်ကိုနိုင်ချာကြောင်းရှိဘူးလို့ထင်ခဲ့ကြတာပါအားလုံးကတဝန်ချိုင်အတွက် AC Money ပွဲလို့သတ်မှတ်ခဲ့ကြတာပါဒါပေမဲ့တကယ်ကစားချိန်မှာတော့နော်ရီကတဝန်ချိုင်ကိုအနီးကပ်ကစားပြီးအားနည်းချက်တွေကိုခွင်ကောင်းယူကအလဲထိုးသွားခဲ့တာဖြစ်ပါတယ်တဝန်ချိုင်ပဲနိုင်မယ်ထင်ထားခဲ့တဲ့သူတွေအားလုံးအံ့အားသင့်သွားရတဲ့ခိုင်တန်ဖြစ်ပါတယ်နော်ရီအနေနဲ့အလဲထိုးဘောနဲ့အမေရိကန်ဒေါ်လာ9000လဲရခဲ့တယ်လို့1 featherweight ကိဘောက်စင်ဂျားဖြတ်ချန်ပီယံမှာဖြစ်လာခဲ့တာပဲဖြစ်ပါတယ်ဒါဟာသူ့အတွက်တော့လက်ရှိထိုင်းမှာနာမည်အကြီးဆုံးဖိုင်တာတွေကတယောက်ကိုအလဲထိုးနိုင်ခဲ့တာဖြစ်တယ်လို့ဂျားဖြတ်ချန်ပီယံမှာဖြစ်ခဲ့တာကြောင့်တစ်ချက်ခုတ်နှစ်ချက်ပြတ်ခဲ့တာလည်းဖြစ်ပါတယ်။နော်ရီအတွက်နောက်ထပ်ပွဲကကိဘောင်စင်ချန်ပီယံစူပါဘွန်းနဲ့ချန်ပီယံခပ်ပတ်ပေါင်းစည်းပွဲဖြစ်ပါတယ်။အခုဆိုရင်တော့နော်ရီကသူနော်ရီကိုဘယ်လိုအနိုင်ယူခဲ့လဲဆိုတာပြောပြလို့လာခဲ့ပြီဖြစ်ပါတယ်။သူကလူတိုင်းဒီပွဲမှာတဝန်ချိုင်ပဲကျွန်တော်ကိုကျင်းသေးပေါင်းနိုင်မယ်လို့တွက်ခဲ့ကြတာပါတဝန်ချိုင်ပဲနိုင်မယ်ဘယ်လိုပုံစံနဲ့နိုင်မလဲဆိုတာကိုတော့စောင့်ကြည့်ခဲ့ကြတာပါတစ်ဖက်မှာကျွန်တော်ကတော့ဒီပွဲအတွက်တေမထူးနေမထူးနေထားဖြစ်ခဲ့ပါတယ်ကျွန်တော်မှဆုံးရှုံးစရာဘာမှမရှိဘူးလေကျွန်တော်နိုင်တာကပဲကြီးမားတဲ့ကိစ္စဖြစ်နေမှာပါဒီလိုနဲ့နောက်ဆုံးမှာကျွန်တော်ဟာအကောင်းဆုံးပုံစံနဲ့ပဲပွဲကိုအနိုင်ယူဖို့ဆုံးဖြတ်ခဲ့ပြီးနိုင်လဲနိုင်ခဲ့ပါတယ်လို့ဆိုခဲ့လိုက်တာဖြစ်ပါတယ်ဆက်လက်ပြီးနော်ရီကစူပါဘုံကိုလည်းဖြစ်နိုင်ရင်အလဲချိုးချင်ကြောင်းဆိုခဲ့ပါသေးတယ်သူကကျွန်တော်တဝန်ချိုင်ကိုတတိယအချိန်မှာလဲထိုးနိုင်လိမ့်မယ်လို့လုံးဝမတွေးထားဘူးပါဘူးပွဲမစားခင်ပြောခဲ့ဘူးလို့ပဲကျွန်တော်ပင်စမအချိန်မှာလဲထိုးနိုင်မယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့တတိယအချိန်မှာကစားနေရင်ပွဲသိမ်းနိုင်မယ်ခွင့်ရခဲ့ပြီးအလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ကိုရှုံးပွဲဆက်နေတာတော့ဒီခွင့်ရေးပေးတဲ့အတွက်ချက်ထရီကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူတူပွဲကောင်းတစ်ပွဲကစားခဲ့တဲ့တဝန်ချိုင်ကိုလည်းကျေးဇူးတင်ပါတယ်လေးချင်းဘော်တွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်နားမှာအမြဲရှိနေပေးတဲ့မိသားစုကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်သိပါတယ်တကမ္ဘာလုံးကကျွန်တော်တဝန်ချိုင်ကိုရှုံးမယ်ပဲထင်နေကြတာပါဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်ယုံကြည်ခဲ့တယ်ကျွန်တော်ခပတ်ချန်ပီယံဖြစ်မယ်ဆိုတာယုံကြည်ခဲ့တယ်ဒါကြောင့်ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးအားလုံးကိုတက်တည်ပြခဲ့တာပါစူပါဘုံနဲ့ရင်ဆိုင်ရမယ့်အပေါ်လက်ရှိမှာအများကြီးမပြောနိုင်သေးပါဘူးဒါပေမဲ့အခွင့်အရေးရမယ်ဆိုရင်အလဲထိုးနဲ့ပဲနိုင်ချင်ပါတယ်ကျွန်တော်ကဘယ်သူနဲ့ပဲကစားရသည်ဖြစ်ပါစေအလဲထိုးနိုင်ဖို့ပဲအချိန်တိုင်းဆန္ဒရှိသူပါလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်နော်ရီကနောက်ထပ်ဒိုင်းစူပါစတာဖြစ်တဲ့စူပါဘုံကိုပါအပီကန်ဖြစ်ဖို့ရဆန္ဒရှိနေခဲ့တာပါသူအတွက်ကတော့ဒါဟာကန်ကောင်းလို့ရလာတဲ့ခွင့်ရေးကိုစူးစမ်းမှုနဲ့အပိုင်အသုံးချနိုင်ခဲ့တာဖြစ်ပါတယ်နော်ရီဟာဂျပန်ကစ်ဘောက်ဆင်ဂလိုရီဖွဲ့စည်းမှလည်းချန်ပီယံဖြစ်ဘူးသလိုနာမည်ကျော် K1 ဖွဲ့စည်းမှလည်းချန်ပီယံခပတ်တွေရထားသူဖြစ်ပါတယ်သူဟာCombat Press ရဲ့2021ကနေ2023ထိအကောင်းဆုံးနံပါတ်1 Featherweight ကစ်ဘောင်စင်ကစားမအဖြစ်သတ်မှတ်ခံထားရတာပါ။ One Championship ကို2024မှာရောက်ရှိလာပြီးပထမဆုံးနှစ်ပွဲဆက်ရှုံးခဲ့တာပါ။နောက်ဆုံးပွဲမှာတပွဲသာနိုင်ပြီးတဝန်ချိုင်းနဲ့ထိုးခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။